အားလုံးပဲမင်္ဂလာပါ trade ငွေတွေကိုနော် crypto ငွေပေါ့ crypto ငွေတွေကိုမြန်မာနိုင်ငံမှာဓာတ်ရိုက်ဘဏ်အကောင့်ထဲကိုထည့်ပြီးတော့အသုံးပြုလို့ရလားဆိုတာလေးကိုတစ်ချက်ပြောပါပေးသားမယ်နော်ဒီပေါ့နော်မြန်မာနိုင်ငံရဲ့ဗဟိုဘဏ်ပေါ့နော်ဗဟိုဘဏ်ကတော့လုံးဝခွင့်ပြုထားခြင်းမရှိပါဘူးနော်ဒီမေ2020မှာတည်ပြုခဲ့တဲ့အဲ့ဒီဥပဒေအရဒီ crypto ငွေတွေပေါ့နော် Bitcoin တို့ Litecoin Matrix Ethereum တွေတခြား digital ငွေကြေးတွေကိုဝယ်ခြင်းရောင်းခြင်း exchange လုပ်ခြင်းနဲ့ transfer တွေကိုလုံးဝခွင့်မပြုထားဘူးပေါ့နော်အဲဒါကြောင့်မို့လို့မြန်မာနိုင်ငံရဲ့ဘဏ်အကောင့်တွေနဲ့အဲ့ဒီ crypto နဲ့ဓာတ်ရိုက်လုံးဝထည့်လို့ရအောင်မှာမဟုတ်ပါဘူးဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့ real world situation တကယ်လက်တွေ့ကိုကြည့်မယ်လက်တွေ့မှာဘယ်လိုမျိုးတွေလုပ်ကြရလဲပေါ့နော်အခုမြန်မာနိုင်ငံမှာအဲ့လိုမျိုးပြောဥပဒေအရလုပ်လို့မရဘူးဆိုပေမဲ့သူတို့ဘယ်လိုမျိုးလုပ်ကြရလဲ unofficial channel တွေမှာပဲလုပ်ကြတယ်ဘယ်လိုပြောမလဲဥပမာ pay to pay P2P pay to pay အဲ့လိုမျိုးဟာတွေပေါ့နော်မြန်မာနိုင်ငံမှာဆိုရင်တော့ pay to pay ဆိုပြီးတော့အဲ့ဒီ agent အနေနဲ့တွဲပြီးတော့နော် agent တွေကနေပြီးတဆင့်ပြီးတော့အဲ့လိုရောင်းဝယ်လုပ်ပေးရပါတော့ဟုတ်ပြီအဲ့ဒါဆိုငွေတွေကိုဘယ်လိုထုတ်လဲဘယ်လိုမျိုးသုံးကြလဲဘယ်လိုမျိုးတွေလုပ်ကြလဲဆိုတာ unofficial method တရားမဝင်နီးလန်းပေါ့နော်တရားမဝင်နီးလန်းနဲ့လုပ်ကြတယ်ပေါ့နော်ဘယ်လိုမျိုးတွေနေရာတွေမှာလိုမျိုးလုပ်ကြလဲဆိုရင်တော့အဲ့ဒီ platform တွေကတော့အဲ့ဒီ Binance P2P တို့ Binance P2P တို့တခြား OKX တို့ပေါ့နော်အဲ့မျိုးဟာတွေမှာအသုံးပြုကြတယ် crypto Matrix ကိုဒါ private agent တွေကတဆင့်ပြီးတယ်ဒီ local currency ပေါ့နော်ဒီနိုင်ငံငွေကြေးဖြစ်အောင်လို့အဲ့ဒီ private agent တွေကတဆင့်အဲ့လိုပြန်လုပ်ပေးတယ်ဒါကတော့အမေးအများဆုံးပေါ့နော်ဒီ Matrix ငွေကိုဘယ်လိုမျိုးထုတ်တာလဲဘယ်လိုမျိုးကနေပြီးရရလဲပါညာဆိုပြီးတော့မေးကြလို့ကျွန်တော်ဖြေပေးတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ